ကမ္ဘာနာမည်အကြီးဆုံးထောက်လှမ်းရေးအဖွဲ့9ဖွဲ့နံပါတ်1 CIA အမေရိကန်နိုင်ငံရဲ့နိုင်ငံခြားထောက်လှမ်းရေးအဖွဲ့ဖြစ်ပြီးကမ္ဘာပေါ်မှာလူသိအများဆုံးထောက်လှမ်းရေးအဖွဲ့တစ်ခုပါပြည်ပနိုင်ငံတွေကအရေးကြီးတင်ချက်လက်စူဆောင်ခြင်းခွဲခြမ်းစိတ်ဖြာခြင်းနဲ့အမေရိကန်သမ္မတရဲ့ခွင့်ပြုချက်အောက်မှာရှို့ဝှက်လုပ်ငန်းတွေဆောင်ရွက်ခြင်းတို့ကိုလှုပ်ဆောင်ပါတယ်။အိုစမာဘင်လာဒင်ရဲ့ပါကစ္စတန်နိုင်ငံကပုံခိုရာနေရာကိုဖော်ထုတ်ရမှာလဲ CIA ကအရေးပါတဲ့အခန်းကဏ္ဍကနေပါဝင်ခဲ့ပါတယ်။နံပါတ်2မော့ဆက်အစ္စရေးနိုင်ငံအစ္စရေးရဲ့ပြည်ပထောက်လှမ်းရေးအဖွဲ့ဖြစ်ပြီးရှို့ဝှက်လုပ်ငန်းတွေနဲ့လူသိများပါတယ်။အထင်ရှားဆုံးသမိုင်းဖြစ်ရပ်တစ်ခုကတော့နာဇီယာရှိဟောင်းအတော့ဟစ်မန်ကိုနှစ်ပေါင်းများစွာရှာဖွေပြီး1960ခုနှစ်မှာအာဂျင်တီးနားနိုင်ငံမှာဖမ်းဆီးကအစ္စရေးကိုခေါ်ဆောင်ခဲ့တဲ့ဖြစ်ရပ်ပါ။နံပါတ်3 NI စစ်ဗြိတိန်နိုင်ငံရုပ်ရှင်တွေက James Bond ကြောင့်ပိုပြီးနာမည်ကြီးလာတဲ့ NI စစ်ဟာတကယ်တည်ရှိတဲ့ဗြိတိန်နိုင်ငံခြားထောက်လှမ်းရေးအဖွဲ့ဖြစ်ပါတယ်။ပြည်ပနိုင်ငံတွေကနေရှို့ဝှက်တင်ချက်လက်ရယူပြီးဗြိတိန်နိုင်ငံရဲ့လုံခြုံရေးနဲ့နိုင်ငံခြားရေးကြိုးစည်းဝါးကိုကာကွယ်ဖို့လှုံ့ဆော်ပါတယ်။နံပါတ်4 NSS တရုတ်နိုင်ငံရဲ့နိုင်ငံလုံခြုံရေးဝန်ကြီးဌာနဖြစ်ပြီးပြည်တွင်းနဲ့ပြည်ပထောက်လှမ်းရေးတံပြန်ထောက်လှမ်းရေးနဲ့နိုင်ငံတော်လုံခြုံရေးဆိုင်ရာလုပ်ငန်းတွေမှာပါဝင်ပါတယ်။တရုတ်နိုင်ငံရဲ့ကမ္ဘာဩဇာတိုးလာတာနဲ့အမျှဒီအဖွဲ့ရဲ့လှုံ့ဆော်မှုတွေကိုလည်းနိုင်ငံတကာကပိုပြီးအာရုံစိုက်လာကြပါတယ်။နံပါတ်5 SPR ရုရှားနိုင်ငံဆိုဗီယက်ပြည်ထောင်စုပြိုကွဲပြီးနောက် KGB ရဲ့ပြည်ပထောက်လှမ်းရေးလုပ်ငန်းပိုင်းကိုဆက်ခံလာတဲ့ရုရှားနိုင်ငံခြားထောက်လှမ်းရေးအဖွဲ့ဖြစ်ပါတယ်။နိုင်ငံခြားနိုင်ငံရေးစီးပွားရေးနဲ့လုံခြုံရေးဆိုင်ရာတင်းချက်လက်တွေစုဆောင်းခြင်းကသူ့ရဲ့အဓိကတာဝန်တွေထဲမှာပါဝင်ပါတယ်။ဒီလိုမျိုးနေ့စဉ်ဗဟုသုတတွေအတွက် Daily Byte ကို follow ပေးခဲ့ကြပါအောင်။